ဘယ်နဲ့ဘယ်ဟာမေးမှလဲဆိုတာဆရာကြိုပြောလို့မရဘူးနော်စီစဉ်မှုမရှိဘူးစိတ်ကူးတဲ့တွေ့တာမေးမှာမင်းတို့အဲ့မှာမလေးမှာတွေ့ပြီဆိုလေဟုတ်လားဒါတထေးနဲ့ကိုနဲ့ကကိကြိုက်ပြီးတော့စကားပြောလို့မရဘူးဘာပြောမှလားမသိဘူးတထေးဘာပြောမှလဲဆိုပြီးတော့ဟုတ်လားကိုကနေပြီးတော့ခန့်လို့ပဲရမှာအဲ့ကျတော့ကိုကတထေးပြောမဲ့စကားကိုခန့်မယ်ကိုပြောမဲ့စကားကိုတော့ကိုကနာတွက်ချက်ရမယ်ဘာအကြောင်းကိုငါမေးတော့မလဲဒါဆိုရင်ဟုတ်လားမင်းနေနံပါတ်1နော်အစီအစဉ်ထားရမယ်ဟုတ်လားစကားပြောတဲ့နေရာမှာပဲဖြစ်ဖြစ်ဟုတ်လားအထက်မှာအများသူငါရှေ့မှာတက်ပြောရမယ့်နေရာမှာဖြစ်ဖြစ်စကားလုံးတွေကိုအစီအစဉ်ထားရမယ်အစီအစဉ်တကြလုပ်ထားအခုလဲတထေးနဲ့တွေ့ရင်ငါဘာမေးမယ်ဒီကနေ့မေးစရာရှိတယ်ကြိုပြီးတော့အစီအစဉ်မှုလုပ်ထားရမယ်အဲကြောင့်အစီအစဉ်မှုလုပ်ရင်မင်းလေးတွေသိရမယ်โอเคမေးတာတော့သိတယ်မေးတာကမလေးလို့ဘယ်လိုပါလဲဟဲ့မေးတာလေတာညာဟုတ်လားအဲကြောင့်โอเคတထေးကနားလဲလားဆိုရင်ရောနားလဲတည်ရပါဟန်ဟုတ်ပြီနော်နားလေတာကပါဟန်မေးတာကတာညာโอเคငါမေးခြင်းလို့ကျွန်တော်မေးခြင်းလို့စာရတညာမဟုတ်ဘူးချင်းတာလေစာရမောတညာစာမောင်တညာနော် boss လမ်းခေါ်လိုက်မယ်စာမောင်တညာတတိယမျိုးတော့ဟာတညာအပတညာလားနော်မေးပါဘာမေးမှလဲနော်အဲ့လိုလေးတွေပြောပါအဲ့ကျတော့ကိုကဟုတ်လားစကားပြောပြီဆိုရင်ကတော့ကိုမေးခြင်းတဲ့ຢာလေးတွေကိုအရင်ဆုံးကြိုတင်ပြီးတော့ဟုတ်လားစီစဉ်မှုလေးဆွဲထားရမယ်မီနစ်လေးသိထားရမယ်ဒါမှမေးလို့ရမယ်โอเคနော်